interview လုပ်နေရင်လည်းဒီလူကဝန်ထမ်းကောင်းဟုတ်မဟုတ်ကိုမေးခွန်း3-4ခုမေးုံနဲ့သိနိုင်မယ်လို့ထင်လားခါလေကြရင်ဝန်ထမ်းကောင်းနေမရအောင်ဆိုတာအလုပ်လာလျှောက်တဲ့သူမရှိတာမဟုတ်ဘဲနဲ့ interview process စနစ်မရှိတာဖြစ်နိုင်ပါတယ်ဒါကြောင့်မလို့လှိုင်ဒီနေ့ဗီဒီယိုလေးမှာ HR business owner တွေနဲ့ hiring manager တွေက interview မလုပ်ခင်ဘာတွေပြင်ဆင်သင့်လဲဘယ်လို interview structure တွေအသုံးပြုသင့်လဲပြီးတော့မေးခွန်းတွေမေးတဲ့အခါမှာလည်းဘယ်လိုမျိုးမေးခွန်းတွေမေးသင့်လဲ interview မေးခွန်းပုံစံတွေကိုပါလှိုင်ဒီနေ့ဗီဒီယိုလေးမှာမျှဝေပေးသွားမှာဖြစ်ပါတယ်ဘယ်လိုပထမအဆုံးအနေနဲ့ interview မလုပ်ခင်ဘာတွေပြင်ဆင်သင့်လဲအချက်5ချက်လိုပါတယ်အများစုကထင်တာက interview မှာမေးခွန်းကနေစရလို့ထင်တယ်တကယ်တမ်းလှိုင်တို့ interview လုပ်မယ်ဆိုရင်လှိုင်တို့ပြင်ဆင်မှုကနေစတင်ပါတယ်အဲ့တော့ဘာတွေပြင်ဆင်ရမလဲအချက်5ချက်ရှိပါတယ်ပထမဆုံးအချက်ကတော့လှိုင်တို့ JD ပေါ့နော် JD ဆိုတဲ့သဘောကကြတော့ okay ဒီဝန်ထမ်းကိုခေါ်လိုက်လို့ရှိရင်ဒီနေရာအတွက်သူကကုမ္ပဏီရဲ့ဘယ်ပြဿနာကိုဖြေရှင်းပေးမလဲဥပမာအားဖြင့်လှိုင်တို့အကောင့်ကိုခေါ်မယ်ဆိုရင်ကုမ္ပဏီရဲ့စာရင်းပိုင်းဆိုင်ရာပြဿနာကိုဖြေရှင်းပေးမယ် content writer ဆိုလို့ရှိရင် content အနေနဲ့ပတ်သက်တာ video editor လားဒီလိုမျိုးပေါ့နော်ကိုခေါ်လိုက်တဲ့သူကကုမ္ပဏီရဲ့ဘယ်ပြဿနာကိုဖြေရှင်းပေးမလဲဆိုတာကိုလှိုင်းတို့ကြိုတင်ပြီးတော့မှတိတိကျကျသတ်မှတ်ထားဖို့လိုပါတယ်နံပါတ်1အချက်ကကြတော့လှိုင်းတို့ဘာကိုအကဲဖြတ်မှာလဲပေါ့ဥပမာလှိုင်းတို့ကမေးခွန်းတွေကိုရောက်တဲ့ရရမေးလိုက်တဲ့အခါကျရင်မေးရမယ့်အကြောင်းအရာတွေကလှိုင်းတို့လမ်းလွဲသွားတာဖြစ်နိုင်တယ်ဒါကြောင့်မလို့ကိုကဘာကိုအကဲဖြတ်မလဲဆိုတာကိုပါတခါတည်းစဉ်းစားထားဖို့လိုတယ်သူ့ရဲ့ experience အတွေ့အကြုံကိုလားဒါမှမဟုတ်ရင်သူ့ရဲ့ mindset လား attitude လားဒါမှမဟုတ်ရှင် communication လားဒါမှမဟုတ် problem solving လားဒီလိုမျိုးပေါ့နော်ဘယ်အချက်တွေပေါ့အခြေခံပြီးတော့မှဒီ position အတွက်ရွေးမလဲဆိုတာကိုလည်းကိုကကြိုပြီးတော့မှစဉ်းစားထားပြီးတော့ပြင်ဆင်ထားဖို့လိုပါတယ်နံပါတ်3အချက်ကကြတော့လိုက်လို့ interview flow ပေါ့နော် interview တစ်ခုလုပ်တော့မယ်ဆိုရင်လိုက်လို့အစကနေအဆုံးဘယ်လိုအဆုံးသတ်မလဲပထမဦးဆုံးအစမှာ intro တွေပါမယ်နောက်တစ်ခုကကျတော့ main question ပေါ့နော်အဓိကမေးခွန်းတွေဘာတွေမေးမလဲပြီးတော့မှဒီ candidates ကပေါ့နော်လာပြီးတော့အလုပ်လာလျှောက်တဲ့သူကပြန်ပြီးတော့ဖြေမယ်အဲ့ဒီအဖြေတွေပေါ်မူတည်ပြီးတော့လိုက်တော့ follow up question တွေမေးလို့ရတယ်နောက်ပိုင်းမှာနောက်ဆုံးမှာဆိုလို့ရှိရင် candidates ပေါ့နော်အလုပ်လာလျှောက်တဲ့သူတွေကိုလည်းပြန်ပြီးတော့မေးခွန်းမေးခိုင်းတာမျိုးပေါ့နော်အဲ့ဒီ session လေးကလည်းဒါထည့်ထားတဲ့အထဲမှာပါတယ်အဲ့ဒါ interview flow နောက်ဆုံးမှာဆိုတော့ interview ပြီးမြောက်သွားပြီပေါ့နော်ဆိုတော့ဒီလိုမျိုး interview flow ပေါ့အစကနေအဆုံးဘယ်လိုမျိုးသွားမလဲဆိုတဲ့အပိုင်းတွေကိုလည်းလိုက်တော့ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်နံပါတ်၄အချက်ကတော့ interview panel လို့ခေါ်ရပါတော့ဘယ်အကြောင်းအရာကိုဘယ်သူကအကဲဖြတ်မလဲဆိုတာပေါ့ဥပမာအားဖြင့်လိုက်လို့ technical skill ဆိုတဲ့ဒီလက်တွေ့ပေါ့နော်သူ့ရဲ့ဒီ hard skill တွေရှိရ okay excel သုံးတတ်တာပြီးတော့လို့ရှိရင်တို့ video edit လုပ်တတ်တာဒီလိုမျိုး skills တွေရှိမယ်တခုခုကိုကအထည်ချုပ်ဆိုလို့ရှိရင်လည်းဆက်ချုပ်တတ်တာတွေရှိမယ်သူ့ရဲ့ skills တွေပေါ့နော် hard skill တွေကိုလည်းလိုက်တော့ဘယ်သူကအကဲဖြတ်မှာလဲနောက်တစ်ခါကျတော့သူ့ရဲ့ communication skill သူ့ရဲ့ leadership အဲ့ဒီအပိုင်းနေဒါမှမဟုတ်ရင်culture fit ပေါ့နော်ဒီ company နဲ့ company culture နဲ့ fit ဖြစ်မဖြစ်ကိုဘယ်သူကအကဲဖြတ်မှာလဲဒါတွေကိုလည်း interview ပန်နေဆိုပြီးတော့မှ interview လုပ်နေတဲ့သူတွေကိုတာဝန်ခွဲပြီးတော့ပေးထားဖို့လဲလိုတယ်ပေါ့နော်။ तू ကတော့ဘယ်ပိုင်းကိုကြည့်ကိုကတော့ဘယ်ပိုင်းကိုကြည့်ဆိုတာပေါ့နော်။ဒါကကြိုတင်ပြင်ဆင်ထားရမယ်နံပါတ်၄အချက်ထဲမှာပါတယ်။နံပါတ်5အချက်ကတော့နောက်ဆုံးနံပါတ်5အချက်ကတော့အရေးကြီးရပေါ့နော်။ interview score card လို့ခေါ်တယ်။ interview လုပ်လိုက်တယ်ဆိုရင်ဒီတိုင်းပဲအမေးဖြေလုပ်လိုက်ပြီးသွားတာမျိုးမဟုတ်ဘဲနဲ့ तू နဲ့ interview လုပ်တဲ့ flow တစ်ခုလုံးမှာပြောခဲ့တဲ့အကြောင်းအရာတွေဒီလူပေါ်မှာမှတ်ချက်ပေးတာတွေဒီလူရဲ့အဖြေတွေပေါ်မူတည်ပြီးကိုကတခါတည်းသူ့ကိုအမှတ်ပေးတဲ့ဟာအဆင်ပြေတဲ့အရာအဆင်မပြေတဲ့အရာဒါတွေအားလုံးကိုလှိုင်းတော့သူ့ရဲ့ CV file ဖြစ်ဖြစ်သို့မဟုတ်လို့ရှိရင်ကိုယ့်ရဲ့ notes မှာပဲဖြစ်ဖြစ်တခါတည်း score card ပေါ့နော်သူအမှတ်ပေးတဲ့ပုံစံတွေတခါတည်းလုပ်ထားတဲ့တယ်ဒါမှပဲလှိုင်းတို့ interview ပြီးသွားတဲ့အခါမှာအစကနေအဆုံးအားလုံးပြန်စဉ်းစားစရာမလိုလှိုင်းတို့မှတ်ထားတဲ့ data အချက်လက်တွေ notes တွေနဲ့ဘယ်သူ့ကိုရွေးတင်လဲဘယ်သူ့မရွေးတင်အောင်လဲဆိုတာတခါတည်းဆုံးဖြတ်လို့ရမယ်အဲ့တော့ဒါဒီ၅ချက်ကကြတော့လှိုင်းတို့ interview မစခင်ပေါ့နော်ပြင်ဆင်ထားတဲ့အချက်တွေဖြစ်တယ်ဒါဆိုရင်နံပါတ်1အနေနဲ့ interview structure ပေါ့နော်လှိုင်းတို့ interview လုပ်မယ်ဆိုရင်ဘယ်လို interview structure တွေသုံးသင့်လဲ interview structure 3မျိုးကိုလှိုင်းဒီနေ့ဗီဒီယိုလေးမှာပြောပြပေးမယ်ပထမအဆုံးတစ်မျိုးကကြတော့လှိုင်းတို့ structure interview လို့ခေါ်တယ်ပေါ့နော် structure interview ဆိုတာကကြတော့လှိုင်းတို့ကတူညီတဲ့မိကွန်းတူညီတဲ့အချက်အလက်တွေပေါ့နော်ပြီးသွားလို့ရှိရင်အစီအစဉ်နဲ့တူတူပဲလာတဲ့လျှောက်တဲ့သူတွေကသူတယောက်ပြီးတယောက်ပြောင်းသွားမယ်လှိုင်းတို့ကပြောသွားတဲ့ပုံစံပေါ့နော်ကြိုတင်စီစဉ်ထားတဲ့ plan အတိုင်းပဲသွားတာပေါ့အဲ့ဒီခါကျတော့ဘာကောင်းလဲဆိုလို့ရှိရင်တော့သူကအားသာချက်တွေပါရာရှင်းရှင်းလင်းလင်းသိတာပေါ့နော်ဒီမိကွန်းတစ်ခုတည်းမှာပဲဘယ်သူကဘယ်အားသာချက်ရှိလဲဆိုတာဒါကတော့ structure interview နောက်တစ်ခုကကြတော့ unstructured interview ဖြစ်တယ်အဲ့တော့ unstructured interview ဆိုတာကကြောင့်လိုက်လို့ကြိုတင်မပြင်ဆင်တာကိုဘာမှမပြင်ထားဘူးဒီတိုင်းပဲ okay ထိုင်းဒီတိုင်းပဲစကားပြောတယ်လို့ပဲပြောလိုက်တာပေါ့နော်အဲ့လိုပြောလိုက်တဲ့အခါမှာဆိုရင်လည်းတော့ဘာတွေရှိနိုင်လဲဆို bias တွေရှိနိုင်တယ်ဥပမာအဖြစ်ကိုယ့်စီကိုဝင်လာတဲ့ candidate စီကပထမအဆုံးဆက်ဆံလိုက်တဲ့ပုံစံကိုကသူ့အပေါ်မြင်တဲ့ first impression ပေါ့နော်ဒီပုံစံပေါ်မှာမူတည်ပြီးတော့မှလှိုင်းတို့ကအမျိုးမျိုးအပြောင်းအလဲဖြစ်နိုင်တယ်
ဒါကတော့ကြိုတင်မပြင်ဆင်ထားတဲ့ interview ပုံစံတွေပေါ့နော်ကိုအဆင်ပြေတဲ့မိကုံကိုမေးလိုက်တယ်သူ့ပုံစံကိုကြည့်ပြီးတော့မေးတာမျိုးပေါ့ဒါကကြတော့ကြိုတင်မပြင်ဆင်ထားတဲ့ unstructured interview နောက်ဆုံး interview ပုံစံကကြတော့ line recommend ပေးခြင်းနဲ့ SME owner တွေဒီမြန်မာနိုင်ငံကဒီလုပ်ငန်းရှင်တွေအနေနဲ့ဆိုရင်ပို့ပြီးတော့မှတင့်တော်တယ်ပေါ့နော်အဲ့ဒါက semi structure interview လို့ခေါ်တယ်ပေါ့နော် semi structure interview ဖြစ်တဲ့အတွက်ကြောင့်မလို့ line တို့ကတောက်လျှောက်လုံးကိုလည်းပုံသေးပဲသွားတာမဟုတ်ဘူးနောက်တစ်ခုကကြတော့ unstructure လိုမျိုးလေစကားကိုအလာပါတလာပါပြောတဲ့ပုံစံနဲ့သွားတာလည်းမဟုတ်ဘူးဘလို့ပုံစံမျိုးလဲဆိုလို့ရှိရင်ဗာမေးခွန်းနေမေးမလဲဆိုအောင်လည်းကြိုတင်စီစဉ်ထားတာရှိမယ်အဓိက main questions တွေပေါ့အဲ့ဒါတွေကို candidates တွေကဖြေမယ်အလုံးလာလျှောက်တဲ့သူတွေကဖြေတဲ့အခါကျရင်တို့အဖြေပေါ်မူတည်ပြီးတော့မှကိုက follow up question လို့ခေါ်တယ်မေးခွန်းတွေထပ်ပြီးတော့မေးသွားတာမျိုးဥပမာကိုကတခုမေးလိုက်တယ်အဲ့ဒီမေးခွန်းကိုသူကဖြေတယ်ဒါကိုကိုကဘာကြောင့်လဲဘလို့လုပ်လဲဘလို့မြင်လဲဒီလိုပုံစံလိုမျိုးပေါ့နော် follow up question လေးတွေနဲ့ဒီကြိုတင်စီစဉ်ထားတဲ့ question တွေဒီနှစ်ခုပေါင်းဆက်ထားတဲ့ semi structure interview ကိုတော့ line recommend ပေးတယ် semi structure interview ကကြတော့သူက flexibility ရှိရယ်ပြီးတော့လည်း line တို့ကအခြေအနေပေါ်မူတည်ပြီးတော့မှအပြောင်းလဲလုပ်လို့ရတယ်ဒါကြောင့်မလို့တို့မြန်မာနိုင်ငံက SME owners တွေလုပ်ငန်းရှင်တွေနဲ့ပို့ပြီးတင်တော်ရလို့တော့ line မြင်နေပေါ့နော်ဒီ interview ပုံစံလေးနောက်ထပ် interview မှာအရေးကြီးတဲ့အပိုင်းကတော့မေးခွန်းမေးတဲ့အပိုင်းဖြစ်တယ်ပေါ့နော်အဲ့တော့မေးခွန်းမေးတယ်ဆိုရင် line တို့က close question တွေ open question ဆိုပြီးတော့မှ2မျိုးရှိတယ်အခြား questions တွေလည်းရှိမယ်ပေါ့နော်ဒီနေ့မှာတော့ line ဒီနှစ်ခုကိုအဓိကပြောပေးချင်တာအဲ့တော့ close question ဆိုတာဘာလဲပေါ့နော်ဥမာကိုကမေးလိုက်တယ်အိတ်စဲသုံးသက်လားတင်ဝကောင်းလားကိုကဘာ software သုံးသက်လဲဒီ software သုံးသက်လားဒီလိုမျိုးပေါ့နော်ဒီလိုမျိုးမေးတဲ့အရာက close question လို့ခေါ်တယ်။ဒါပေမဲ့ဆိုရင်သုံးသက်တယ်မသုံးသက်ဘူး yes or no ဒီလိုမေးခွန်းတွေကကြောက်လိုင်းတို့ကလာပြီးတော့အလုပ်လာလျှောက်တဲ့သူရဲ့တွေးခေါ်ပုံစဉ်းစားပုံမျိုးလိုင်းတို့ကခံမှန်းလို့မရဘူးဆုံးဖြတ်လို့မရဘူးဒါကြောင့်မို့လို့လည်းတော့အဲ့ဒီ close question တွေအစား open question တွေမေးရမယ်အဲ့လို open question မေးတော့မှသူ့ရဲ့ attitude သူ့ရဲ့ mindset သူဘယ်လိုမျိုး problem solving လုပ်လဲဒီအရာတို့လိုင်းတို့ကအကဲဖြတ်နိုင်မှာဖြစ်တယ်အဲ့တော့ဒီ open question တွေ close question တွေအသေးစိတ်ကိုလည်းလိုင်းနောက်ထပ် video တွေမှာညှောက်ပေးဖို့လည်းထိုင်စီစဉ်ထားပါတယ်နောက်ဆုံးအချက်ကကြတော့အရေးကြီးရပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဝန်ထမ်းတွေခန့်ပြီးသွားတဲ့အဆင်ပြေရဲ့နောက်ပိုင်းမှာအဆင်မပြေတော့ဘူးဆိုတာတွေကလိုင်းတို့အဲ့ဒီအချက်တစ်ချက်ကြောင့်ပဲအမြဲတမ်းလိုပေါ့နော်တွေ့ရတတ်တဲ့ဒီ patterns တစ်ခုပေါ့နော် interview ခေါ်တဲ့အခါမှာအဲ့ဒါဘာလဲဆိုလို့ရှိရင်လိုင်းတို့ interview မှာသူ့ရဲ့ skills တွေပဲစစ်တာskills တွေပဲစစ်တယ်ဆိုရဲတဘောကကြတော့ဥမာသူ့ရဲ့အရေးချင်းတွေပေါ့နော်ဥမာအဖြစ်ဒီဟာလုပ်ဖို့အတွက်သူ့မှာ experience ဘယ်လောက်ရှိရမလဲဘာတွေသုံးသပ်ရမလဲဘယ်လိုမျိုးအလုပ်တွေလုပ်တတ်ရမယ်ဆိုရဲဒီ skills တွေကိုပဲ line ကစစ်တဲ့အခါကျတော့သူ့ရဲ့ attitude တွေသူ့ရဲ့ mindset သူ့ရဲ့ behaviors တွေ line တို့ကမစစ်ဆေးတဲ့အခါကျလို့ရှိရင်ဘာတွေဖြစ်လဲဆိုတော့ okay အလုံးမှာတော့တော်တယ်ဒါလုံးတက်လာဆိုတော့လုံးတက်တယ်စိတ်ချရတာဆိုစိတ်ချရဒါပေမဲ့သူ့ရဲ့ attitude သူ့ရဲ့ mindset သူ့ရဲ့ behavior တွေကြောင့်အလုပ်ခွင်ထဲမှာအဆင်မပြေဘဲနဲ့မှာအခြားသူတွေလည်းအဆင်မပြေကိုယ့်စီကိုလည်းအဆင်မပြေတာတွေကိုရောက်လာတတ်တယ်ပြီးတော့ဒီဝန်ထမ်းတွေကလည်းမမြဲဘဲနဲ့အလုပ်ထွက်သွားတာမျိုးတွေအဆင်မပြေလုပ်ငန်းခွင်ထဲမှာဖြစ်ကြတယ်skills ကိုပဲသွားပြီးတော့စစ်ကြည့်လို့မရဘူးအခြားသောဒီ behaviors အပိုင်းတွေ attitude mindset အပိုင်းတွေကိုလည်းစစ်ဆေးဖို့လိုတယ်ဒီအကြောင်းအရာတွေပတ်သက်ပြီးတော့လည်းနောက်ထပ်ဒီ HR episode တွေမှာထပ်ပြီးတော့မျှဝေသွားဖို့လည်းရှိပါတယ်ဆိုတော့ like ဒီနေ့ video လေးကအဓိကပေးချင်တဲ့ message ကတော့ interview မလုပ်ခင်မှာဘာတွေပြင်ဆင်သင့်လဲဆိုတာရယ်ပြီးတော့ဘယ်လိုမျိုး interview structure တွေရှိလဲပြီးတော့မိခွန်းတွေအကြောင်းပေါ့နော်ဒီဟာလေးတွေကိုအဓိကမျှဝေပေးချင်တယ်နောက်ထပ် episode တွေမှာလည်း like HR နဲ့ပတ်သက်လို့ရှိရင်ဒီ interview hiring system တခုပေါ့ဘယ်လိုမျိုးတည်ဆောက်မလဲဒီထဲမှာသွားတဲ့မိခွန်းတွေအကြောင်းပြီးတော့ဘယ်လိုမျိုး skills တွေအပြင် attitude mindset တွေကိုစစ်ဆေးလို့ရလဲဒီအပိုင်းတွေကိုလည်း like မျှဝေပေးမှာဖြစ်တယ်ဒါကြောင့်မလို့ like YouTube channel လေးကို subscribe လုပ်ထားခဲ့လို့ရပါတယ်လှိုင်လှိုင်ကအခုလိုမျိုးပေါ့နော်ဒီ HR နဲ့ပတ်သက်တဲ့အကြောင်းအရာ marketing sub coaching personal development နဲ့ like lifestyle တွေနဲ့ပတ်သက်ပြီးတော့မှ YouTube channel လေးတွေမှာ video လေးတွေကိုတပတ်တင်ပေးပါတယ်like နဲ့အမြဲမပြတ် connect ဖြစ်ချင်တယ်ဆိုလို့ရှိရင်လည်း notification bell လေးကိုနှိပ်ခဲ့လို့ရတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကြောင့်မလို့ကျေးဇူးတင်ပါတယ်။လည်းနောက်ထပ်ဗီဒီယိုမှာထပ်ပြီးတွေ့ပါမယ်ရှင်။